နတ်ဆိုးနှင်ထုတ်တော်မူတဲ့အကြောင်းတနေ့တော့အရှင်ယေရှုနဲ့တပည့်တော်တွေဟာကပေရနောင်မြို့ကိုသွားကြတယ်။ဥပုံနဲ့ရောက်တဲ့အခါကိုရောဟာတရားစီရင်ထဲဝင်ပြီးလူတွေကိုဟောပြောသွန်သင်တယ်။ကိုရောဟာကျမ်းပြုဆရာတွေနဲ့မတူဘဲအခွင့်အာဏာရှိတဲ့သူလိုဟောပြောတာကြောင့်လူတွေကိုအယမ်းအံ့ဩသွားစေတယ်။အဲ့ဒီဝတ်ပြုစည်းဝေးတဲ့တရားစီရင်မှာနတ်ဆိုးဆွဲနေတဲ့သူတယောက်ရှိပြီးအဲ့ဒီလူကနာဇရက်မြို့သားယေရှုကိုရောဟာကျွန်တော်တို့နဲ့ဘလို့သက်ဆိုင်နေလို့လဲကျွန်တော်တို့ကိုဖျက်ဆီးဖို့လာတာလားကိုရောဟာထာဝရဘုရားသခင်ရဲ့တန်ရှင်းမြင့်မြတ်တဲ့အရှင်ဖြစ်တယ်ဆိုတာကျွန်တော်သိပါတယ်ဆိုပြီးအော်ဟစ်ပြောဆိုနေတယ်ဒါနဲ့အရှင်ယေရှုကတိတ်ဆန်းသူ့အထဲကထွက်တော့ဆိုပြီးအမိန့်ပေးလိုက်တယ်ဒီလိုနဲ့နတ်ဆိုးဟာလူကိုနာကျင်စေပြီးအော်ဟစ်ရင်ထွက်သွားတယ်ဒီအဖြစ်အပျက်ကလူတွေကိုအံ့ဩစေပြီးဒါကဘလို့ဖြစ်တာလဲအခွင့်အာဏာရှိတဲ့တွင်တင်ချက်အစ်စ်လားနတ်ဆိုးတွေကတော့သူအမိန်ပေးတာကိုနားထောင်နေကြပါလားဆိုပြီးအချင်းချင်းပြောနေကြတယ်ဒီသတင်းဟာဂါလိလဲနယ်တစ်ခုလုံးကိုမြ мян ပဲပြန့်နှံ့သွားတယ်ဒါကတော့ရှမာကုအခန်း1အပိုင်ငယ်21မှ28အထိဖြစ်ပါတယ်